ဇင်တို့တရားချစ်ခင်သူတော်စင်အပေါင်းတို့ဤအထံသို့စိန်ရွှင်ငွေရတနာများရောက်ရှိလာနိုင်စေရန်ရှင်တန်တမှုအာယုံပြုလို့ဥစဉ်ကမေတ္တာကရုဏာရှိထားကဖြင့်လက်ခေါ်ဂါထာတော်ကို29ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒုက္ခံကနံလာပံဣဟိဣဟိ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 ဒုက္ခံဒနံလာပံဧဟိဧ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 ဟိအထက်ပါလက်ခေါ်ဂါထာတော်ကိုဇင်တို့တရားချစ်ခင်သူတော်စင်အပေါင်းတို့အနေဖြင့်နေ့စဉ်နေ့တိုင်း29ခေါက်ရွတ်ဖတ်ပူဇော်ပေးပါကတရားချစ်ခင်သူတော်စင်အပေါင်းတို့၏အထံသို့စိန်ရွှင်ငွေရတနာများဧကံမုတ်ချရောက်ရှိလာနိုင်မည်ဖြစ်ပါသည်တို့ဖြစ်ပါ၍တရားချစ်ခင်သူတော်စင်အပေါင်းတို့အနေဖြင့်ထပ်ပါလက်ခေါ်ဂါထာတော်ကိုနေ့စဉ်နေ့တိုင်းရွတ်ဖတ်ပူဇော်နိုင်ကြအောင်အထုပ်ကြရမည်ဖြစ်ပါသည်ရွတ်ဖတ်ပူဇော်နိုင်ကြပါစေ